为呢为了八卦嘞，偏比没来没。为呢为了八卦嘞，这边八嘞。为也这边啊，对。为了也这边嘞，对呗，八卦嘞啊，说些。为也那个来的哈叫脑里边来的。为我准备，为妈妈买，ဒီလိုမျိုးသုံးတာ။နော်မေမေအတွက်ဝယ်တယ်၊ငါအတွက်ပြင်ဆင်တယ်ဒီလိုမျိုးနော်။အဲ့လိုမဟုတ်ဘူးဝိတ်လဆိုလို့ရှင်တော့နောက်မှလိုက်တဲ့ဟာလေးပြစာကြောင်းလေးတွေသို့မဟုတ်စကားစုလေးတွေပေါ့။ဒီမှာဆိုစကားစု准时完成任务အချိန်မီအလုပ်ပြီးဖို့အတွက်နော်အဲ့လိုမျိုးမားမာတို့ဝေါ်တို့လိုအတူလေးတွေမဟုတ်တော့ဘူးနောင်မဟုတ်တော့ဘူးပေါ့။ဒီမှာကတော့准时完成任务အချိန်မီပြီးဖို့အတွက်ဒီနားမှာသွားပြီးဝိတ်တစ်လုံးနဲ့သွားထည့်မှားပြီလေ他未准时完成任务ဆိုမှားသွားပြီနော်မှတ်ထားမယ်နော်好他为了准时完成任务而ဆိုအတွက်ပေါ့နော်အတွက်ဘာလုပ်လဲ拼命工作အလုပ်ကိုအသက်ကုန်လုပ်တယ်ဒီမှာအားထည့်တာမဟုတ်ဘူးနော်အသက်ကုန်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲ